ဒုက္ခပေးတဲ့ဧည့်သည်တွေဒုက္ခပေးတဲ့မိတ်ဆွေတွေမလာစေဖို့အတွက်ဘယ်လိုပြုလုပ်လို့ရတယ်ဆိုတဲ့နည်းလမ်းကောင်းလေးကိုမဆာဒီနေ့မျှဝေပေးမယ်နော်မိမိအိမ်မှာမိမိကနေရင်းနဲ့ပဲဧည့်သည်ကရောက်လာပြီးတော့စကားရှုပ်တာမျိုးတွေမိမိအိမ်မှာနေရင်းနဲ့ကိုဧည့်သည်လာရင်းနဲ့ရန်ဖြစ်ရတာမျိုးတွေဒီမိမိလာလာတဲ့အခါတိုင်းပြန်ရင်ရန်ဖြစ်ပြီးကြံခဲ့ရတဲ့အဖြစ်မျိုးတွေဒီလိုဒုက္ခမျိုးတွေကြုံနေတဲ့လူမျိုးเนาะပြဿနာရှိပဲရှာတတ်တဲ့လူမျိုးတွေလာတာမျိုးကိုမခံနိုင်တော့တဲ့အခါမျိုးဒီလိုအခါမျိုးကြရင်ပြုလုပ်ရတဲ့နီးလေးတွေကိုမဆာဒီနေ့မျှဝေမယ်เนาะဒီလိုဒုက္ခပေးတတ်တဲ့လူမျိုးကိုဒီလိုဒုက္ခပေးတဲ့လူမျိုးလာတော့မယ်ဆိုရင်အဲ့ဒီလူရဲ့လာတော့မယ်ဆိုတဲ့သတင်းကိုမိမိကကြားရပြီဆိုရင်အဲ့ဒီလူရဲ့မျက်နှာကိုအာယုံပြုပြီးတော့ဘာလာနန်းဆိုတဲ့စကားလုံး၃လုံးကိုအသက်အောင်ပြီးတော့မိမိရွတ်ဆိုနိုင်လောက်အကျင့်ရများများရွတ်ဆိုပြီးပါအဲ့ဒီလာမဲ့လူဟာသူ့မှာအကြောင်းအရာကိစ္စတစ်ခုခုပေါ်ပြီးတော့ကိုယ်စီလာမဲ့လမ်းနေရာနေပြီးတော့တခြားတနေရာကိုသူသွားပါလိမ့်မယ်เนาะနောက်တစ်ခါမိမိအိမ်မှာအသုံးပြုတဲ့ဒီတိုင်းတောက်နေတဲ့တောက်ရေခွက်ဒါမှမဟုတ်ရင်ရေချိုးတဲ့ရေခွက်ကိုအမြင့်တနေရာမှာရေခွက်ကိုမောက်ထားတဲ့ဒီဖလားကိုပေါ့နော်ရေခွက်ကိုလက်ညှိုးနဲ့မိမိမလာစေခြင်းစေတဲ့သူရဲ့နာမည်ကိုလက်ညှိုးနဲ့ရေးပြီးအဲ့ဖလားမှောက်ထားတဲ့ဖလားပေါ်မှာဖျောင်းနိုင်ကိုထွန်းပါနေ့စဉ်15ရက်တိတိထွန်းပါမိမိအိမ်ကိုမလာပါနဲ့လို့လေအမိန့်ပေးသလိုမျိုးပြောဆိုပါနော်နောက်တစ်ခါကျရင်ကဲမိမိကဒါမျိုးတွေမလုံနိုင်ခင်မှာပဲဧည့်သည်ကရောက်လာခဲ့တယ်ဒုက္ခပေးတဲ့လူမျိုးကရောက်လာပြီဆိုအဲ့ဒီလူစီးတဲ့ဖက်နှက်ပေါ်ကိုစားနေနေလေးတွေဖြူပေးပြီးတော့နောက်မလာပါနဲ့လို့ကိုကဒါမျိုးလေးတွေကိုရွတ်ဆိုပါပြောဆိုပါပေါ့ဒါသူတော့မမြင်စေနဲ့ပေါ့နော်ကဲမစားပေးတဲ့ဒီနေ့နီလန်းလေး၃မျိုးနဲ့မိမိကိုဒုက္ခပေးတဲ့ဧည့်သည်တွေဒုက္ခပေးတဲ့လူတွေရန်ကနေကင်းလွတ်ပါစေလို့မဆာဆန္ဒပြုပါတယ်မဆာရဲ့ channel လေးကိုလည်း like follow share subscribe လေးတွေပြုလုပ်ပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်